အားလုံးမင်္ဂလာပါဗျဒါကတော့ကျွန်တော်တို့ကိုမင်း TV ပြင်ဆိုင်ရဲ့22ရက်နေ့8လ2026ရက်မနေ့ပိုင်းလေးတစ်ဖြတ်ပါဆိုင်ဖွင့်တာနဲ့ဝင်းရအားပေးကြတဲ့မိတ်ဆွေအားလုံးအထူးကျေးဇူးပါဗျအခုကတော့ဒါကျွန်တော်တို့ဒီမနေ့ပိုင်းလေးဆိုင်ဖွင့်ဝင်ခြင်းပြုပြင်တဲ့ပုံလေးတွေမှတ်တရအနေနဲ့ကျွန်တော်တို့ဗီဒီယိုလေးလုပ်ပြီးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်အခုဒါမြင်တွေ့နေရတာတွေကတော့ကျွန်တော်တို့မှန်လဲတာရယ်မှန်ပြင်တာရယ်အစင်းကြောင်းဖြောက်တာရယ်နောက်ပါဝါပိုင်းပြုပြင်တာတွေတဲကိုကျွန်တော်တို့စစ်ပြင်စေရာ9ယောက်10ယောက်နဲ့တပြိုင်တည်းပြုပြင်နေတဲ့ပုံလေးတွေနဲ့ကျွန်တော်တို့မိတ်ဆက်ပေးတာဖြစ်ပါတယ်မိတ်ဆွေတို့အိမ်က TV တွေမှာကျွန်တော်တို့မှန်အစင်းကြောင်းထွက်တာတွေအတန်ကြားရပြီးရုံမမြင်ရတဲ့ပြစ်ချက်တွေမှန်ကွဲနေတာတွေမှန်လဲကျင်တာတွေပေါ့နော်ကျွန်တော် TV နဲ့ပတ်သက်ပြီးအမျိုးမျိုးပြစ်ချက်တွေကိုပြုပြင်ခြင်းနဲ့ဆိုရင်တော့အပေါ်ကဖုန်းနံပါတ်လေးကိုဆက်သွယ်စုံစမ်းလို့ရတယ်လို့အောက်ကဆိုင်လိပ်စာအတိုင်းလာရောက်ရေးပြုပြင်